KTV လဲသွားခဲ့မိတာကျွန်တော်အိမ်မှာတလားစွာငွေတွေလဲဖြုံးခဲ့မိပြပြီးသတ်တော့ကျွန်တော်မှာခုမရတဲ့ဝိညာဏတွေပါလားမရသေးတော့ကျွန်တော်မြင်ကိုရောက်တာစိတ်အလိုကိုလိုက်ခါKTV လဲသွားခဲ့မိတာကျွန်တော်အိမ်မှာတလားစာငွေတွေလဲဖြုံးခဲ့ပေါ်ဗျာပြီးသတ်တော့ကျွန်တော်မှာခုမရတဲ့ဝိညာဏတွေပါလားမရသေးတော့ကျွန်တော်မြင်ကိုရောက်တာအမှန်ကိုမချင့်ရင်ထင်ရဆိုင်မိတဲ့ကျွန်တော်မှာဘဝနောင်တတရားကိုနောင်ခါမှသိလိုက်ပေါ်ဗျာကူမရတဲ့ယောဂပြုသမျှအတွက်ရင်မာနာခြင်းလားကျွန်တော်ဘဝကမပြေသာနိုင်ပေါ်ဗျာကျွန်တော်အိမ်ကမရကျွန်တော်ကိုပြစ်ထားအထီးကျန်ကကျွန်တော်တယောက်တည်းပေါ့ဗျာကျွန်တော်အိမ်မညာတိုင်းအိမ်မပြောလေတိုင်းအချိန်ချင်းခါငါတွေ့ကြည့်တဲ့အခါဘဝမှန်ကိုသိလား KTV ကချောလာလေးကိုခဏအဖို့မွန်တွဲတာတာယာခဲ့မိတဲ့ကျွန်တော်မှကူမရတဲ့ယောဂဘဝအတွက်တကယ်ကိုရင်နာစရာသူသမျှရဲ့ကံကြမ္မာတွေပေါ့ဗျာစိတ်အလိုကိုလိုက်ခါ KTV လဲသွားခဲ့မိတာကျွန်တော်အိမ်မှာတလားစာငွေတွေလဲဖြုံးခဲ့ပေါ့ဗျာပြီးသတ်တော့ကျွန်တော်မှာခုမရတဲ့ဝိညာဏတွေပါလားမရသေးတော့ကျွန်တော်မြင်ကိုရောက်တာအမှန်ကိုမချင့်ရင်ထင်ရဆိုင်မိတဲ့ကျွန်တော်မှာဘဝနောင်တတရားကိုနောင်ခါမရခဲ့ဖို့ဗျာကူမရတဲ့ယောဂပြုသမျှအတွက်ရင်မာနာခြင်းလားကျွန်တော်ဘဝကမပြေသာနိုင်ဖို့ဗျာကျွန်တော်အိမ်ကမရကျွန်တော်ကိုပြစ်တာအထီးကျန်ကကျွန်တော်တယောက်တည်းပေါ့ဗျာကျွန်တော်မှညာတိုင်းအိမ်မပြောလေတိုင်းအချိန်ချင်းဖမှန်တွေ့ကြည့်တဲ့အခါအမှန်ကိုသိလား KTV ကချောလာလေးကိုခဏဖို့မွန်တွဲတာတာယာခဲ့မိတဲ့ကျွန်တော်မှကူမရတဲ့ယောဂအခုဘဝအတွက်တကယ်ကိုရင်နာစရာပြုသမျှရဲ့ကံကြမ္မာတွေပေါ့ဗျာ